လုံးမမင်္ဂလာပါကျွန်တော်မျက်နှာတော့ချောင်းသွားကျွန်တော်ရဲ့ daily vlog ဆက်နေပြန်လဲကြိုဆိုပါရစေမတွေ့ရလဲကြာပြီဗီဒီယိုမြဲရလဲကြာပြီပေါ့နော်ဆိုတော့ဒီနေ့တော့တတိယလို့ကိုထင်လာပြတာပေါ့လေဒီနေ့ vlogs ကကျွန်တော်ပြီးခဲ့တဲ့လတွေတော့ပေါ့နော်နေ့3ရက်စာလောက်ပေါ့လေvlog ရိုက်တယ်ပြန်ရိုက်မယ်ဆိုပြီးတော့ရိုက်ထားတာဒါပေမဲ့မပြီးမစည်းနဲ့ရိုက်တာပေါ့လေရိုက်တယ်ဆိုတော့ကဥပမာအင်္ဂါနဲ့ထွက်တဲ့ချိန်တော့ပဲရိုက်ပြီးတော့တနေရာရောက်တဲ့ချိန်မှာရိုက်ဖို့မိတာလဲပါတယ်ပြီးလို့ရှိရင်ကလေးနဲ့ကြာတော့ရိုက်လို့စမပြေတဲ့နေရာလေးပေါ့နေရာတွေပေါ့လေအဲကြောင့် vlogs ကဘယ်တော့မှမပြီးဘူးအဲ့ဒီ vlogs လေးတွေကိုဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်နည်းနည်းလေးထဲတင်ချင်တယ်ပေါ့လေသူအဆက်တော့ရှိမှာမဟုတ်တယ်မဲ့ဘာပဲပြောရင်းတော့ရိုက်ထားတဲ့ဟာတွေလည်း waste ပဲဖြစ်သွားအောင်ပေါ့နော်ကျွန်တော်လုပ်ချင်တာပေါ့လေပြီးလို့ရှိရင်ဒီကလေးရပြီးတော့ပိုင်းလဲvlogs နေတိုင်းရိုက်ဖို့အဆင်မပြေတော့ရိုက်လို့တော့ရတယ်ဒါပေမဲ့ editing လုပ်ဖို့အဆင်မပြေဘူးပေါ့နော် video editing ကရမ်းကြာတဲ့ချိန်ကြတော့အဲ့တော့အချိန်တည်းthatမရှိနိုင်ဘူးပေါ့လေပြီးလို့ရှိရင်အဲ့ဒီ on top of that အလုပ်ရများတယ်ကျွန်တော်အလုပ်ရောprofessional အလုပ်ပေါ့လေအဲ့ဒီအလုပ်ကလည်းအရများတဲ့အချိန်ကြတော့ vlog ရိုက်ဖို့ကမဖြစ်နိုင်တော့ဒီလိုဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ခေါက်ကလေးလည်း3လပြီးတော့မယ်ဒီပတ်ပေါ့လေ3လပြီးတော့မယ်ဆိုတော့ဟိုဘက်နဲ့ကြီးနေတယ်ဟိုဘက်ကနေဒီကောင်ဘာတွေပြောနေရလဲပေါ့3လပြီးတော့မယ်ဆိုတော့နည်းလေးပြန်ရိုက်လို့ရမယ်ထင်တာပဲ I will try again so episode ဘယ်လောက်တော့ရောက်ပြီလဲတော့မသိဘူးဒါပေမဲ့I will figure it out YouTube မှာတော့ကြည့်မယ် episode နောက်ဆုံးတင်တာဘယ်လောက်လဲမသိပြီးတော့မှပဲ episode ပြန်တတ်မယ်ပေါ့နော် so enjoy my video တပ်ပုံရိုက်မယ်ကလေးတပ်ပုံရိုက်တော့မယ်ကလေး rap လုပ်နေပါတယ်ကလေးရိုက်ဖို့မဟုတ်ပါဘူးတပ်ပုံရိုက်ဖို့နော်ဘူးလေဟုတ်ပါဒီမှာတော့သူ့အမေကိုစိတ်ဆိုးလို့ဒီမှာပုံနေတာပေါ့ဟုတ်ပါလေချမ်းပြီထိုးရအဲ့လိုမျိုးရရှိအရင်က drama စုံနေပေါ့လေဟိုမှာငိုတဲ့လူနဲ့ဒီမှာစိတ်ဆိုးတဲ့လူနဲ့စုံကြတယ်မင်းသားမငိုတော့ပါမဆီလို့တာမိုက်တာသူကလေ6 rock sign တွေလုံးနေပြီတောင်းနိုင်ခွဲရမသားရဲ့ခုနကခွဲရပြန်အိတ်တယ်ဘူးလား7နိုင်လေ7နိုင်လေနိုးတာရှိပြန်မိတ်တယ်ခဏပြအိမ်မှာမနေ့3နိုင်15ပါအခုကမနေ့3နိုင်15ပါမအိတ်သေးပါဘူးကြည်ချနေတော့မှကြည်တယ်မကြလို့ရှိရင်ငိုပါတယ်ပုံစံမကြရင်မကြပါဘူးပုံစံမကြရင်မကြဘူးအဲ့တော့တိုင်းပတ်နေပါတယ်မြေကူးရလိမ့်ညွန်နေပါပြီဘာမှမလုပ်တတ်တော့ထို
ထိုင်လို့လည်းမရပါဘူးသူချီလက်ဖက်စလုံးကိုင်းနေရပါတယ်တစ်ဖက်နဲ့ကိုင်းသူမကြိုက်ပါဘူးသူသိတယ်တစ်ဖက်နဲ့ကိုင်းဘူးလားဖုန်းတော့တစ်ဖက်ကလုံးရှိတယ်သူလည်းသိအဲ့ဒါလည်းသိတယ်ဘလို့သိသူသိမှမသိဘူးထိုင်တာနဲ့ထားတာနဲ့ကွာတယ်တစ်ဖက်ကိုင်းတာနဲ့နှစ်ဖက်ကိုင်းတာနဲ့ကွာတယ်ဘလို့ကလည်းဘလို့သိရလည်းမသိဘူးBam bam 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 bam. Bam 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 bam. Hello. 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 I'm Ari. I'm 8 weeks and 3 days. Almost 2 months. Almost 2 months. What? 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 Hello. Someone is 2 months today. Yeah. Hey ဒါအပြင်သွားမယ်ဆိုပြောနေဆိုတော့တာမီအဖေရောပါတာပေါ့လေ၃ယောက်တကယ်ချင်းမိသားစုအိမ်မှာဒီနာဖိတ်ကျွေးလို့ပေါ့နော်အမသွားကြမယ်ဆိုတော့ကလေးကာခေါ်ပြင်ထွက်လို့တော့ရသွားပြီဆိုတော့2လကျော်သွားပြီပေါ့နော်ဆိုတော့ပြင်ထွက်လို့ရပြီအဲကြောင့်ကလေးကိုခေါ်သွားတာပေါ့လေနည်းနည်းတော့ရှုပ်သွားတယ် sorry ပါကြည့်နေအောင်မြန်မလုပ်ဘူးပေါ့လေ okay ညOh, I don't know. Sorry. ကလေးတိုင်းလိုပါပဲကြည့်လို့ Let me do. Oh, sorry. နေရန် ဆို ဆို မဲ့ဒီဟိုကင်မရာရမ်းပြေးတယ်လေပြေး ကြည့်နေကင်မရာ ကဲကိုကတော့မြန်မာကုန်းဆုံးဆိုင်ခဏဝင်မယ်ပေါ့လေဒီမှာအစားတော့ကလေးနဲ့ကားထဲမှာနေမလို့သူကပြန်နိုးလာပြီဆိုတော့Special egg တွေလာတယ် Baby Harvey. Ari, you Who's made it. Hi. Hey, baby. Baby Harvey. Baby Ari You want to take that over there? What is his name? Baby Harvey. Baby Ari kiss Ari kiss Baby needs to catch it, okay?
Do you want a sister? Yes. You want a sister? Yes. Go tell your mama. I know Mama's mommy. Oh, that's mommy. It's not mama, it's mommy. Go tell your mommy. Okay. I'm so hungry. Ari, come on. 也许